ပုံမှန်လေးနဲ့ပြောမယ်နော်ဒီမှာလူငယ်လေးတွေလည်းပါတယ်ဘုံဘုံတို့စိတ်တွေကဘယ်ထဲမှာပဲကျက်စားနေတုံးဘယ်ထဲမှာပဲတော့ကျင်လဲနေတုံးဆိုတော့မြင်နေရတာတွေကြားနေရတာတွေတွေးနေရတာတွေနဲ့ပတ်သက်ပြီးတော့ပဲကျင်လဲကျက်စားနေတာအဲ့တော့မြင်နေရတာတွေကလည်းဘာတွေတုံးဆိုလူရှင်တွေပဲမြင်နေရတယ်တနေ့ကုံသွားတယ်တလကုံသွားတယ်လူရှင်တွေပဲမြင်ရတယ်လူတွေကမြင်ရခဲ့တယ်တခါတလေလူတွေကိုမြင်ခွင့်ကြုံမိမလို့မကြည့်ကျင်ဘူးဆိုပြီးတော့မကြည့်ဘူးဟုတ်လားဒါကြောင့်ဆေးရုံဆေးကန်းသွားတဲ့တယ်ကိုကလူမာတွေကြီးမြင်ရတယ်လူမမာဘူးမမြင်ရအောင်အဲ့တော့လူမာနဲ့ပတ်သက်တဲ့အတွေ့ပဲတွေ့တယ်လမ်းပေါ်သွားတယ်ဆိုရင်ဖီးလိန်ပြင်ဆင်ပြီးတော့နော်တကယ်ကိုပဲအဆင်ပြေနေတဲ့ပုံလေးတွေပဲမြင်ရတာပါနော်သူတို့ရဲ့အတွင်းရေးနောက်ကျောင်းလိုက်ပြီးတော့အိမ်ထိလိုက်ကြည့်လိုက်မယ်ဆိုရင်တော့အရှုပ်ထွေးတွေကြီးနေမှာပါဟုတ်လားဒါပေမဲ့မြင်ရတာကဘာတော့အဆင်ပြေတဲ့ပုံသဏ္ဍာန်လေးတွေပဲမြင်ရတယ်မာတာပဲမြင်ရတယ်နာတာမမြင်ရအောင်ရှင်တာပဲမြင်ရတယ်သေတာမမြင်ရအောင်အဲ့တော့စိတ်ကဘာလဲဆိုတော့ဒီရှင်တာနဲ့ပတ်သက်ပြီးတော့ပဲတွေးတယ်အဲ့တော့ငါဘလို့နေမယ်ဘလို့ထိုင်မယ်ဘာလုပ်မယ်ဟာဒီရှင်ရေးနေထိုင်ရေးနဲ့ပတ်သက်ပြီးတော့ပဲစိတ်ကမဖြစ်နေတော့တွေးနေတာတကယ်လို့သာလူတွေကိုခဏခဏမြင်မယ်ဆိုလို့ရှိရင်သေခြင်းနဲ့ပတ်သက်ပြီးတော့တွေးလိုက်တယ်အဲ့ဒီအတွေ့ကအများကြီးပို့ပြီးတော့လေးနေမယ်နော်ဘဝကရှင်သန်မှုတစ်ခုတည်းနဲ့တိဆောက်ထားတာမှမဟုတ်ဖဲကိုသေဆုံးခြင်းနဲ့ရောပြီးတော့တိဆောက်ထားတာဟုတ်တယ်မဟုတ်လားအဲ့တော့ရှင်သာတစ်ခုတည်းကိုမြင်လို့ရှိရင်တွေးတာကြံတာတွေဟာဗတိနဲ့မှတဘာဝမကြနိုင်ဘူးမမျှတနိုင်ဘူးပေါ့သေခြင်းတရားကိုမြင်ဖို့မလိုဘူးလားမြင်ကြည့်နော်ဒါကြောင့်မလို့သင်္ချိုင်းကုန်းတွေဘာတွေသွားတဲ့တယ်လို့အရင်ထင်တယ်အတုပကိုလိုက်ပြီးတော့ကြည့်တဲ့တယ်လို့ထင်တယ်ဟုတ်လားဩအခုခေတ်အနေနဲ့တမင်တကာကြီးအဲ့လိုသွားမကြည့်အောင်တောင်မှနော်ဗီဒီယိုဖိုင်တွေလူသေးတွေကိုရိုက်ထားတာတွေရှိဓာတ်ပုံတွေကြည့်မတူတာကိုတွေ့ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကမတူတာကိုတွေ့ရလိမ့်မယ်လူသေးကိုမြင်ရတဲ့အခါကျတော့လူဆိုတဲ့အမျိုးကကြောက်တယ်အဲ့ဒီကြောက်တာကိုပဲကြာတော့စဉ်းစားလာတယ်ဘာလို့ကြောက်တော့စဉ်းစားကြည့်ကိုသေးရမှာပဲเนาะတကယ်ကတော့အဲ့ဟိုကြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒါဟိုကလည်းပဲစိတ်ဝင်စားတဲ့အကောင်းလူချင်းတို့ရွာဘက်မှာနွားတက်ပြီးတော့เนาะလူမျိုးသားတွေနွားသားရောင်းပြီးတော့နေကြတဲ့နေရာလေးတစ်ခုရှိရွာနဲ့မနီးမွေးမှာပေါ့နွားတွေအများကြီးအဲ့ဒီမှာတက်တယ်အဲ့ဒီနာလှည့်လန်းတွေကစုံနေတယ်ဟိုရွာလာတဲ့လမ်းလည်းအဲ့ဒီနာရောက်တဲ့အဲ့လိုလှည့်လန်းအစုံလေးပေါ့အံ့ဩစရာတော့အဲ့ဒီနွားတွေကလေအဲ့ဒီနွားတက်ယုံနာရောက်လို့ရှိရင်ရှေ့ဆက်မသွားဘူးတချို့ဆိုရင်ကြောက်လန့်ပြီးတော့ဆွတ်ပြေးတယ်တချို့နွားတွေဆိုလို့ရှိရင်ဒူးတုတ်ထားလိုက်တယ်ရှေ့ဆက်ပြီးတော့မယုံတော့နောက်ကြတော့အဲ့ဒီနာလှည့်လန်းကိုပဲဘာဖြစ်သွားအောင်ဆိုကန်းသွားတယ်ဒီပြနေရာနဲ့သွားကြတယ်တွေးမိတာပါငယ်တုန်းကနွားတွေကလည်းပဲသူတို့တည်တဲ့နေရာသူတို့တက်တဲ့နေရာသူတို့တက်ထားတယ်သူတို့အပေါင်းဖော်တွေကိုသူတို့သိပုံရတယ်ဟုတ်လားအဲ့တော့လူတွေကလည်းပဲပါလေလူတွေတွေ့လို့ရှိရင်စိတ်ကတစ်မျိုးဖြစ်တယ်အဲ့ဒီတစ်မျိုးဖြစ်တာကိုစိတ်ဝင်စားတဲ့တယ်ဟုတ်လားကြည့်လိုက်မတူဘူးနော်ဒါကြောင့်မြတ်စွာဘုရားအတုပကမ္မထံဆိုတာတွေကိုအသားပေးပြီးတော့ဟောတာတွေအများကြီးရှိတယ်နောက်ဆက်တွဲအကျိုးရလဒ်ကအလွန်ကြီးမားလို့မို့ဟောတာဟုတ်လားတခါတလေဦးဇင်းတို့ကအမှန်တရားကိုသိဖို့အတွက်နော်ဝိပတ်ပြီးတော့အများကြီးစဉ်းစားနေရတယ်အဲ့လိုစဉ်းစားမနေတော့ဘဲနဲ့သေခြင်းကိုလူသေးကောင်ကိုတိတ်တိတ်ကြည့်လိုက်တာလေအဲ့ဒီအတွေးတွေကမြဲမြဲဆန်းဆန်းလုတ်ကြံယူစရာမလိုဘဲနဲ့စိတ်ထဲမှာမြင့်ဖြစ်နိုင်တယ်ဒါတယောက်နဲ့တယောက်တော့ပါရမီဓာတ်ခံနေပါလေလည်းပဲကွာတော့ကွာအောင်မယ်ပေါ့ဟုတ်လားသို့တော့တေချာတာကတော့ဘယ်သူပဲဖြစ်လူတွေကိုမြင်ရတာနဲ့မမြင်ရတာနဲ့စိတ်အခြေအနေမတူတာကတော့တေချာတယ်ဟုတ်လားဒါကြောင့်သေခြင်းတရားကိုဖျားပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့တိုက်တွန်းတာအများကြီးအဓိပ္ပာယ်ရှိတယ်ဆိုတာလေးကိုလက်ခံနိုင်ဖို့ဒါပြောပြတာဟုတ်လားဒါကြောင့်သေခြင်းတရားကိုစဉ်းစားဖို့မလိုဘူးလားလိုတယ်ဒါတော့ဦးဇင်းတို့တတိယဂါထာလေးနဲ့ပတ်သက်ပြီးတော့ပြောပြတာနော်ဂါထာဘယ်နှပုဒ်လာမှာတော့၄ပုဒ်နောက်ဆုံးတစ်ပုဒ်ကျန်သေးတယ်နော်နောက်ဆုံးတစ်ပုဒ်ကတော့ဒီမြတ်တဲ့အကျင့်ကိုတဲ့နေရောညာရောမပြင်းမရပြင်းထန်တဲ့လုံလဝရိယနဲ့ကြိုးစားအထုတ်နေမယ်ဆိုလို့ရှိရင်ငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားရှင်ကိုရမြတ်ကြီးတွေကဒီလူဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့အဲ့လိုအဓိပ္ပာယ်ရတယ်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောတံဝေဗတ္တေကာရတောတိတန်တောအာစိခတေမုနိဒါနောက်ဆုံးဂါထာလေးနော်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောအဟောရတမတ္တန္တိတောတဲ့နေရောညာရောမပြင်းမရိညပါထည့်ထားတယ်နော်ဒီမြတ်သောအကျင့်ကိုနေ့ရင်လုပ်ရမှာမဟုတ်ဘူးညပါလုပ်တဲ့နယ်ပေါ့ဟောတော့လူရဲ့တက်တန်းလေးကအလွန်တိုးလို့ညဟာအိပ်ဆက်ချင်းဖြင့်ဖြုံးတီးပြလိုက်ဖို့မထိုက်တန်ဘူးဆိုတဲ့အသေးကိုပဲကိုကပြောနေတာဟုတ်လားနေရောညာရောမပြင်းမရိဧဝံဝိဟာရိအာတပိအလွန်ကိုထက်တန်တဲ့လုံလဝရိယနဲ့ဒီမြတ်တဲ့အကျင့်ကိုကျင့်တယ်ဘာကျင့်တော့
အတိတ်ကိုလည်းမပြန်ဘဲနဲ့အနာဂတ်ကိုလည်းမကြံဘဲနဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုအမှန်တိနေတဲ့အလေးအကျင့်ဒါမှအမှန်တရားကိုသိမှာနော်အဲ့ဒါကိုအဲ့လိုနေရောညာရောမပြင်းမကြီးပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုလို့ရှိရင်တံဝေဗတ္တေကာရတောတိတန်တောအာစိတ်ကတိမုနိနော်တန်တောငြင်းအေးတော်မူပြီးဖြစ်ကြတဲ့မုနိဘုရားရှင်ကိုရမြတ်ကြီးတို့သည်အာစိတ်ကတိချီးမွမ်းပြောဆိုကြတယ်ဘလို့ပြောတော့တံဝေဗတ္တေကာရတောတိဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားအကောင်းဆုံးနေနီးထိုင်လေးနေနဲ့နေလိုက်တော့ညအိတ်ဆက်ခါနီးလေးမှာဒါကောင်းသောညဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနားလည်ဖို့ရှိမယ်ပေါ့နော်နေ့လည်နေခင်းမှာလောဘဒေါသမောဟတွေနဲ့အကုသိုလ်တွေနဲ့ရောပြုံးပြီးတော့နေမယ်ဆိုရင်ညဟာကောင်းသောညဖြစ်နိုင်မလားဒါစဉ်းစားဖို့ရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတို့ဟောင်းတို့ဒီမြင့်မြတ်တဲ့ကျင့်စဉ်ကိုจิตသုံးခွင့်ရတဲ့ဒီအခိုက်အတန့်လေးအခိုက်အတန့်လေးလို့အရင်သုံးလိုက်တယ်နော်ဘဝဆိုတာအခိုက်အတန့်လေးပဲနော်ဒီအခိုက်အတန့်လေးကတကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့အခိုက်အတန့်လေးပဲဘာဖြစ်လို့လဲဆိုတော့တန်ဖိုးဖြတ်လို့မရတဲ့ဒီအလုပ်ကိုလုပ်နိုင်တဲ့အခွင့်အရေးရှိနေလို့လူတိုင်းမှာဒီခွင့်ရမရှိဘူးเนาะလူဖြစ်တိုင်းလည်းရှိတာတော့မဟုတ်ဘူးเนาะမှန်ကန်တဲ့အဆုံးအမလို့ဆိုတဲ့မြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့ခွင့်ရတဲ့သာသနာရဲ့ပုံမှာသာသနာဆိုတာအဆုံးအမကိုပြောတာဟုတ်လားအဲ့ဒီအဆုံးအမရဲ့ပုံမှာယုံကြည်သက်ဝင်တဲ့တရားတရားရှိတဲ့လူမှသာလျင်ဒါကိုကျင့်သုံးနိုင်တဲ့အခွင့်အလမ်းရှိတာဟုတ်လားဒီအဆုံးအမတွေကိုကြားရတိုင်းလည်းပဲဒါကိုစမ်းကြည့်မယ်လို့တောင်စိတ်ကူးမပေါက်တဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်လူဖြစ်တိုင်းလည်းပဲလူချင်းတူတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အခြေအနေလေးကဒီအလုပ်ကိုလုံနိုင်တဲ့အတွက်နော်လုံနိုင်ဖို့အတွက်အခွင့်အလမ်းအကုန်လုံးပြည့်နေတယ်အခြေခံလိုအပ်ချက်တွေအကုန်လုံးပြည့်စုံနေတယ်သိနိုင်မြင်နိုင်စွမ်းဉာဏ်အည်အသွေးမိတဲ့လူတစ်ယောက်ဖြစ်နေတာကတကြောင်နော်အဆုံးအမကောင်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ခွင့်ရတာကတကြောင်ဒါကိုဘဝကောင်းနဲ့တွေ့တယ်အခါကောင်းကြုံနေလို့ပြောတာနေတဲ့အခွင့်အရေးတော့မဟုတ်ဘူးနော်မြင်တတ်ဖို့တော့လိုတယ်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှသိမှလည်းပဲနော်အလားအသက်မဆုံးရှုံးအောင်ကြိုးစားမှာနော်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိရင်တော့ပေါ်ပဲနဲ့ပျက်စီးပြုံးတီးသွားမှာပေါ့နော်ကိုကဘာမှမရှာမဖွေရပဲနဲ့မိဘရှာဖွေတာကိုပဲတော့ထိုင်ပြီးတော့ငွေကြီးရဲ့တန်ဖိုးကိုနားမလဲပဲနဲ့တော့တချို့သုံးဖြုံနေကြတဲ့နော်ဥစ္စာပစ္စည်းပေါ်များတဲ့ပုဂ္ဂိုလ်တွေရဲ့သားသမီးတွေတချို့နော်ပတ်စံကိုတန်ဖိုးမထားပဲနဲ့နေကြထိုင်ကြတာဘေးကနေမြင်ရတာနော်တွေးကြည့်ပေါ့နော်ဒါဥမာကိုပြောပြတာဟုတ်လားခုဒကာဓမ္မတို့ဦးဇင်းတို့တွေကလည်းပဲဘဝကကိုပြုခဲ့တဲ့အကြောင်းတရားလေးတွေပြည့်စုံလို့ဒီအလုပ်ကိုလုပ်နိုင်ခွင့်ရှိတဲ့နော်ဘဝဒီအလုပ်ကိုလုပ်တဲ့အောင်သင်ကြားပေးတဲ့သာသနာအဆုံးအမဒါနဲ့တွေ့ကြုံနေရတဲ့အခြေအနေလေးကိုဘာလို့ဖို့လို့တော့တန်ဖိုးထားဖို့လိုတယ်မတွေ့ရမကြုံရသောပုံကိုယ်တွေနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တွေ့ကြုံနေရတဲ့လူတွေရဲ့အတည်အတွက်ဟာအလွန်တရာမှနေပါတယ်ဒါကြောင့်မလို့တချို့ညတွေပါစိတ်ဝင်စားဖို့လိုတယ်နော်ညဒီကောင်းတဲ့အလုပ်ကလေးကိုလုပ်ဖို့အတွက်အလွန်တရာမှအခွင့်သာတာပဲဆိုတဲ့အမြင်မျိုးပေါ့ဟုတ်လားညဆိုတာနော်ဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်ပညာရှိတွေအတွက်ညဆိုတာအိပ်ဆက်ပြစ်လိုက်ဖို့မဟုတ်ဘူးတဲ့နော်နက္ခတ္တရာကျေတကာတို့ဖြင့်အလှဆင်ထားတဲ့ညဆိုတာသူတော်ကောင်းတရားကိုသိအောင်လုပ်ဖို့အတွက်အချိန်အခါဖြစ်တယ်လို့အဲ့လိုဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မပြင်းမရှိလုံလဝရိယထက်ထက်တန်တန်နဲ့ဒီအလုပ်ကိုကြိုးစားနိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းရဲ့တန်တာမှာစိတ်အေးလက်အေးနေနိုင်တဲ့အနေအထားမရှိသေးလို့